တရားဝင်စာချုပ်ရှိသူအနေရဲ့ကြားကလူနှစ်ယောက်ကိုကဲထုတ်ဖူးသူဘယ်တော့မှမတော်တဆမှုမဖြစ်စေခဲ့ဘူးသူမို့လို့ပဲရွာသားတွေဟာသူ့ကိုအပြည့်အဝယုံကြည်သွားကြပါပြီရွာရွယ်တွေကသူ့စီမှာပညာသင်ဖို့တန်းစီတောင်းဆိုလာကြပါတော့တယ်ကျိုးတစ်ချွန်းဟာစီကန်းရှိတဲ့တင်နန်းသားအနေငယ်ကိုစနစ်တကျတင် जा ပေးဖို့ဆုံးဖြတ်လိုက်ချိန်မှာတော့တစ်ဖက်မှာနှစ်ပေါင်းများစွာစီးပွားရေးလက်ဝါးကြီးအုပ်ထားတဲ့ဝူမီသားစုရဲ့ဒေါသနဲ့မနာလိုမှုတွေဟာအထွတ်ထိပ်ကိုရောက်ရှိသွားခဲ့ပါတယ်အလုသမားတွေနဲ့မကပဲစီးပွားရေးအော်ရာကြီးတွေပါကျိုးတစ်ချွန်းစီပါသွားတာကိုမရှုစိတ်နိုင်တဲ့ဝူမီသားစုဟာကျေးဇူးကမ်းသူတွေဟုဆွဆွဲရင်းအကြီးတန်းနဲ့လက်စားချေပလန်ကိုစတင်ပါတော့တယ်သူတို့ရဲ့နီလန်းကတော့ရိုးရှင်းပေမဲ့ရုံမာလာပါတယ်ဈေးနှုန်းကိုထက်ဝက်ထိရှော့ချပြီးအော်ရာတွေကိုပြန်လူဖို့စီစဉ်လိုက်ကြတာပါစီကန်းနဲ့အသက်အန္တရာယ်ကိုရှေ့တန်းတင်တဲ့ကျိုးတစ်ချွန်းနဲ့ဈေးနှိမ်ပြီးစီးပွားပြိုင်မဲ့ဝူမီသားစုဒီပွဲမှာဘသူအနိုင်ရသွားမလဲစီးပွားပြိုင်ဆိုင်မှုမှာအမျက်အစွန်းထက်ရန်သူကိုအပြက်ချေမှုန်းဖို့ကိုပဲရှေ့တန်းတင်လိုက်တဲ့အခါဝူမီသားစုဟာကျိုးတစ်ချွန်းဂျိုရှက်ချွန်းကိုအကြက်ရိုက်စေဖို့အတွက်ရှုံးပွဲထွက်ရမယ့်အရေးကြီးအော်ဒါကိုဈေးနှုန်းထက်ဝက်လျှော့ပြီးစေရန်ငွေလက်ခံလိုက်ပါတော့တယ်အရင်ဆုံးဝယ်သူကိုလူယူမဲ့နောက်မှဈေးပြန်တင်မဲ့ဆိုတဲ့မိုက်ယူရဲဆန်တဲ့အစီအစဉ်ကိုဝူမီသားစုစတင်လိုက်ပေမဲ့အဖွဲ့တဲကသတိပေးစကားကိုတော့သူတို့လစ်လျူရှုခဲ့ကြပါတယ်အင်းဆွေတွန်းမင်းဆွေတွန်းရဲ့အရေးသွေးမြင့်နှစ်တိုက်တွေကိုကျိုးတစ်ချွန်းမှလွယ်၍ဘသူမှမရှာဖွေနိုင်ဘူးဆိုတဲ့အမှန်တရားကိုပေါ့တစ်ဖက်မှာတော့ကျိုးတစ်ချွန်းဟာဒီသတင်းကိုကြားသိရပေမဲ့တည်ငြိမ်နေသေးပါအော်ရာကိုလူလို့ရပေမဲ့တောင်တိုင်းကူကိုတော့လူလို့မရဘူးဟာဆိုတဲ့သူ့ရဲ့ယုံကြည်ချက်ကခိုင်မာလွန်းလာပါတယ်ဒါပေမဲ့မိုးလေဝသကတော့ဆိုးရွားလာခဲ့ပါပြီရှေ့ဆက်ပြီး3ရက်ဆက်တိုက်မိုးရွာသွန်းတော့မှာဖြစ်ပြီးအင်းဆွေတွန်းတောင်ကျောဟာမိုးရွာရင်ပြိုကျလေးရှိတဲ့အန္တရာယ်ကြီးမားတဲ့ဇုံတစ်ခုဖြစ်သွားပါတော့တယ်မိုးရွာရင်တောင်ပေါ်မတက်ဘူးကဆိုတဲ့တေနီဘတ်စီကံကိုကျိုးတစ်ချွန်းကတင်းကျပ်စွာလိုက်နာပေမဲ့ရက်တိုအတွင်းအော်ရာအမီအစွမ်းကုန်ရင်းနှီးရတော့မဲ့ဝူမီသားစုကရောစီကံကိုလိုက်နာပါမလားတဘာဝတရားရဲ့ဘေးအန္တရာယ်ကြားမှာမတမာသူတွေရဲ့မာယူရဲဆန်မှုကလာမဲ့ရက်တွေမှာဘလို့ဖြစ်ဆိုးတွေခေါ်ဆောင်လာမလဲဆိုတာ